စကားလေးလာကြရအောင်နော် ဟာချsorry နော်မင်္ဂလာပါအခုတလောရာသီဥတုပြောင်းလဲတာညံနေနော်နေမကောင်းတဲ့တငယ်ချင်းရှိမယ်ထင်တာပဲဒါကြောင့်မို့ဒီနေ့ဆရာဝန်သွားပြခြင်းနဲ့ဆေးဆိုင်မှာဆေးဝယ်သွားခြင်းသင်ခန်းစာကို happy နဲ့အတူလေ့လာကြရအောင်ဆရာဝန်ထံသွားရင်ဒါမှမဟုတ်ဆေးဆိုင်မှာဆေးသွားဝယ်ရင်ထိုင်းလိုဘယ်လိုပြောရမလဲဆိုတာအခုစပြီးလေ့လာကြရအောင်နော်ဆရာဝန်ကဒါမှမဟုတ်ဆေးဆိုင်ကတငယ်ချင်းကို เป็นอะไร လို့မေးလိုက်ရင်ဘာဖြစ်တာလဲလို့မေးတာပါလူဖြစ်များရဲ့အခြေအနေတွေကိုထိုင်းလိုဘယ်လိုပြောရမလဲဆိုတာ happy ပြောပြမယ်နော်လဲချောင်းလာတာကိုဆိုရင် เจ็บคอ နှာချီတာကိုဆိုရင် จาม နှာစီးတာကိုဆိုရင် มีน้ำมูก ဆိုရဲစကားလုံးကနာကျင်တဲ့နေရာမှာသုံးရမှာနော်ဥပမာခေါင်းကိုက်တာဆိုရင် ปวดหัว ဘိုင်းနာတာဆိုရင် ปวดท้อง ခါနာတာဆိုရင် ปวดหลัง ဒါနဲ့ကိုပူနေရဆိုရင် เป็นไข้ ဝမ်းလျှောဝမ်းကိုက်နေရဆိုရင် ท้องเสีย ဝမ်းချုပ်နေရဆိုရင် ท้องผูก ဆရာဝန်ကဒါမှမဟုတ်ဆေးဆိုင်ကတငယ်ချင်းတို့ကိုဆေးမပေးခင် แพ้ยาอะไรไหม လို့မေးလာရင်မတည့်တဲ့ဆေးရှိလားလို့မေးရပါအခုတငယ်ချင်းတို့ဆေးတောက်နီးပြောပြမယ်နော်အစာမစားခင်တောက်ရမယ်ဆေးဆိုရင် ยาก่อนอาหาร စားပြီးမှတောက်ရမယ်ဆေးဆိုရင် ยาหลังอาหาร မအိတ်ခင်တောက်ရမယ်ဆေးဆိုရင် ยาก่อนนอน ဆေးတောက်နီးစကလုံးတွေကိုလည်းလေ့လာကြည့်ရအောင်ဆေးလုံးတစ်ဝက်ကို ครึ่งเม็ด ဆေးတစ်လုံးကို 1 เม็ด လက်ဖက်ရည်စွန်းတစ်စွန်းစာကို 1 ช้อนชา ခမင်းစားစွန်းတစ်စွန်းစာကို 1 ช้อนโต๊ะ နောက်ထပ်ဆေးဆိုင်ကနေမဖြစ်မနေဝယ်ထားတဲ့ဆေးစကလုံးတွေကိုဆွေးနွေးကြရအောင်နော်အရက်ပြန်ဆိုရင် แอลกอฮอล์ အနာကပ်ပလာစတာဆိုရင် พลาสเตอร์ยา ဝါကွန်းဆိုရင် สำลี ပတ်တီးဆိုရင် ผ้าก๊อซ မခတ်ဘူးမလားတငယ်ချင်းတို့ဆရာဝန်သွားပြရမှာအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အခုတော့နေမြန်မြန်ကောင်းအောင်ဆေးသွားတောက်လိုက်အောင်မယ်နော်တတာ